ကဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းလေးကတော့ဘေးဘက်မှာရှိတဲ့ပတ်စံတွေကိုကျွန်တော်တို့ရဲ့ဘန်စာအုပ်နဲ့လွှဲပြောင်းနည်းလေးကိုကျွန်တော်ပြန်ပြီးတော့ share နဲ့လုပ်ပြီးမှဖြစ်ပါတယ်ဒီဘေးဘက်မှာရတဲ့ပတ်စံကတော့ထူး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 တခြားအခါတွေကရတာမဟုတ်ပါဘူးကျွန်တော်ကတော့ဘေးဘက်မှာရှိတဲ့ပတ်စံဆိုလို့ရှိရင်ဒေါ်လာ300ကျော်ရှိတယ်အဲ့ဒေါ်လာ300အစုံလေးပေါ့နော်ဒေါ်လာ300အစုံလေးကိုမြန်မာငွေ12သိန်း17သိန်းဝန်းကျင်တော့ရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကတော့ကျွန်တော်မတွက်ကြည့်ရသေးပါဘူးဘာကနေရတယ်ဆိုလို့ရှိရင်ကျွန်တော် Vivo က Water ကနေဒီနှစ်ခုစလုံးကနေကျွန်တော်ထုတ်တာလားဒါဒေါ်လာ300ကျော်လောက်ရှိနေပါပြီဒါကြောင့်မို့လို့ကျွန်တော်ဒီဘေးဖက်တွေကဟာတွေကိုဒီဒေါ်လာတွေပေါ့နော်ဘေးဖက်တွေကဒေါ်လာတွေကိုကျွန်တော်တို့ရဲ့ဘန်စာအုပ်တွေလွှဲပြောင်းပြီးတော့ကျွန်တော်တို့ KB တွေကိုဘယ်လိုထုတ်ယူကြမလဲဆိုတာကိုကျွန်တော်ဒါပြန်ပြီးတော့ sharing လုပ်ပြီးမှဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဘေးဖက်မှာရှိတဲ့ဒီဒေါ်လာတွေပေါ့နော်ဒေါ်လာတွေကိုကျွန်တော်တို့ဒါကျွန်တော်ထုတ်ပြရမှာဖြစ်ပါတယ်ဒါဘေးဘက်မှာရှိတဲ့ဒါဒေါ်လာတွေကိုဆိုလို့ရှိရင်ကျွန်တော်ဒါ300နဲ့12เนาะ312တမဒီ39ပြောပြပါเนาะအဲ့ဒါကိုကျွန်တော်ထုတ်မှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒီဘေးဖက်တွေကိုကျွန်တော်ဝင်မယ်ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါဒေါ်လာ300ကျော်ဆိုလို့ရှိရင်ဒါမြန်မာငွေဘယ်လောက်ရလဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ထုတ်မှာဖြစ်ပါတယ်ထုတ်မယ်ဆိုရင်ကျွန်တော်ကတော့ဒါပန်စာအုပ်နဲ့ချိန်တာပြီးသားเนาะကျွန်တော်ကတော့ဒီကိုရီးယားဘန်စာအုပ်နဲ့ချိန်တာဖြစ်ပါတယ်အဓိကပြောချင်တာကတော့ကျွန်တော်တို့ထိုင်းမှာပဲဖြစ်ဒီမလေးမှာပဲဖြစ်ပေါ့နော်ဒါထိုင်းမှာနေလို့ဆိုရင်ထိုင်းဘန်စာအုပ်နဲ့ချိန်လို့ရတယ်ဒါထိုင်းရဲ့ဘေးဖက်အကောက်ဖွေးထိုင်းဘန်စာအုပ်နဲ့ချိန်လို့ရတယ်မလေးမှာဆိုရင်မလေးဘန်စာအုပ်နဲ့ချိန်လို့ရတယ်ဒီစင်ကာပူဆိုရင်စင်ကာပူဘန်စာအုပ်နဲ့ပေါ့အဲ့လိုချိန်ပြီးတော့ကျွန်တော်တို့ဒါထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီမြန်မာနိုင်ငံမှာဆိုတော့နည်းနည်းတော့အခက်အခဲရှိတယ်ဒါပေမဲ့အခုကျွန်တော်ချိန်ရတဲ့ဟာကတော့ကိုရီးယားဘန်စာအုပ်နဲ့ဖြစ်ပါတယ်ဒီကိုရီးယားဘန်စာအုပ်ဒီအစကတော့ရန်ကုန်မှာဒါဒီကိုရီးယားထွက်တဲ့ညီကိုဆိုရင်ဒါရန်ကုန်မှာအတင်းအလုပ်ပြီးတွေ့ပါတယ်ဒါမထွက်ဘဲနဲ့တော့လုပ်လို့ရမယ်လို့လည်းကျွန်တော်ထင်ပါတယ်တကယ်အဲ့ဒါတော့ထားလိုက်ပါတော့ဒါကတော့ကျွန်တော်ရဲ့ဒီ Hana ဆိုတဲ့ဒီ KEB Hana ဆိုတဲ့ဒီကိုရီးယားဒီဘေးဖက်အကောက်ကိုကိုရီးယားဘန်စာအုပ်နဲ့ကျွန်တော်ချိန်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဘန်စာအုပ်အမှတ်ချစ်မယ်အမှတ်ချစ်ပြီဆိုရင်ကျွန်တော်ဒါပြောင်းမယ်နော်ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒေါ်လာ300နဲ့312ပေါ့နော်312ဒီဒရမနော်312ဒရမ39ထားတာပေါ့312ကိုကျွန်တော်ဒါ4သိန်းကျော်ပေါ့နော်ကိုရီးယားပတ်စံ4သိန်းကျော်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ထုတ်မယ်ဆိုရင်မြန်မာငွေဒါ10သိန်းနီးပါးလောက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကတော့အောက်ကနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပန်စာအုပ်တွေကိုဒါ3ရက်တွင်းရောက်မှာဖြစ်ပါတယ်။ဘာရောက်လဲဆိုတော့ तू ကတော့ဒေါ်လာအငွေမောက်များလို့ရှိရင်ဒီဝန်ဆောင်ကမလိုတော့ဘူးเนาะ free ဆိုပြပါပြီ။ဒါဆိုရင်ဝန်ဆောင်ကမလိုတော့ပါဘူး။ဒါဆိုရင်ကျွန်တော်ကလွှဲလိုက်ပြီဆိုကြပါစို့เนาะ။ဒါ3ရက်တွင်းမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဒါ KB နဲ့ကိုဘယ်လိုထည့်မလဲ KB နဲ့ထည့်ဖို့ဆိုလို့ရှိရင်ခဏကအသုံးပြုတဲ့ဘန်စာအုပ်ကဒီမှာ Hana ဒီပေါ့နော် Hana Unai ပေါ့နော် Hana Unai ဗါလဲ Hana Exact ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပြီးတော့အဲ့မှာ KB ဝစ်ပြီးနဲ့ကျွန်တော်ဒါလွှဲလို့ရတာဒါဆိုလို့ရှိရင်ကျွန်တော်ခဏကဒါငွေလွှဲတဲ့နေရာနော်ဒါဓာတ်ရိုက်ငွေလွှဲကိုကျွန်တော်နှိပ်မယ်ဒါ Hana ခဏကကျွန်တော်ဘေးဖက်ကထောက်တဲ့ပတ်စံကိုဒီဘန်စာအုပ်တွေဝင်မှာဖြစ်ပါတယ်ဒီဘန်စာအုပ်တွေဝင်ပြီဆိုရင်ဒီ Hana Exact ကိုကျွန်တော်ဖွင့်မယ်ဖွင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒါတို့ဓာတ်ရိုက်ကျွန်တော်လွှဲမှာနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ထည့်ပြီဆိုရင်ငွေလက်ခံဒီတဲ့ KB ဝစ်ပြီနော်ဒါ KB ကိုကျွန်တော်နှိုက်မယ်နော် KB ကိုထည့်မယ်ဖုန်းနံပါတ်ထည့်မယ်ကျွန်တော်ရဲ့ဒီငွေအမောက်တွေပေါ့နော်ဟိုလက်ခံမငွေအမောက်တွေထည့်ပြီးစီကုန်လို့ရှိရင်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ KB တွေကိုတခါတန်းရောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တငယ်ချင်းတို့ဒီဘေးဖက်ကရတဲ့ပတ်စံကိုဒီလိုညံ့နေကျွန်တော်တို့ဒါလွှဲလို့ရမှာဖြစ်ပါတယ်နော်ဒါနိုင်ငံခြားမှာရှိတဲ့ညီကိုဆိုလို့ရှိရင်လည်းဒါထိုင်းတို့မလေးတို့စင်ကာပူတို့နော်အဲ့လိုရှိတဲ့ညီကိုလို့ရှိရင်ဒီမျိုးဘေးဖက်လေးအကောင့်နဲ့ထည့်ပြီးတော့ဒီမျိုးဗန်ဆောင်နဲ့ချိန်ပြီးတော့ထုတ်လို့ရတာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေ